ဒီစပင်ရဲ့ပေါက်ကြောင်းလေးတွေနည်းနည်းအောက်ဆိုင်သွားတဲ့ပုံစံမျိုးလေးညက်ပြမှာဖြစ်ပါတယ်မညက်ကင်မင်းရဲ့စပင်ပေါက်ကြောင်းရင်ပြောမယ်နော်မင်းရဲ့စပင်ပေါက်ကြောင်းကဒီလိုမျိုးပုံစံမျိုးပေါ့နော်ကကြီးနဲ့လက်လိုအပ်ပါတယ်ဒါကတော့ပုံမှန်ညက်တဲ့ကကြီးဒါကတော့စပင်ပါရမယ်ကကြီးပေါ့နော်ဒီတောင်းကိုကြည့်လိုက်နော်โอเคအလုတ်ရှုပ်မှမကြောက်ပါနဲ့ယူတာကလုံးဝများလို့မရအောင်ပေါ့နော်နည်းနည်းချင်းစီယူလိုက်ဒီလိုမျိုးနေထားဆိုရင်ကတ်ထားလိုက်စပင်ကတ်ထားလိုက်မယ်ဒီလိုပြန်ခြုံပေးလိုက်ဒီထဲမှာသူ့ရဲ့စပင်ပေါက်ချောင်းအောက်ဆိုင်လိုက်ပြီပေါ့နော်ကဲပြန်နှိမ်ထားမယ်ကြည့်မယ်ကဲဒီလိုနဲ့ဒီပဲပြန်လာမယ်နော်ကဲယူမယ်ဒီလိုမျိုးနော်ဒီနေရာရဲ့စပင်ပဲယူမယ်နော်ဒီဘက်ကဒီလိုမျိုးညက်ခတ်တယ်ဆိုတော့လန်လိုက်လန်လိုက်အဲ့တော့ညက်လိုက်ရှုပ်လာလီချာနေပါကက်ကြီးမရှိရင်ဒီလိုမျိုးနော်ဒီလိုမျိုးယူပြီးတော့အချွန်လုပ်ပေးလိုက်တာဆောနာခွဲတယ်လို့မျိုးနောက်တော့ပြန်ခွဲပါနော်ခွဲပြီးတော့ရှေ့ဆွဲမယ်ဆွဲပြီးတော့ဒီလိုမျိုးဒီလာโอเคရောက်မှာပါကက်ကြီးဒါအရှိကပါသွားလို့ရှင်လည်းအတူကမပါသွားဘူးပေါ့နော်ဒီဘက်လည်းတူတူပဲနည်းပြန်ယူလိုက်မယ်ညှက်ထားမယ်နှာခေါင်းရောက်သွားလို့ရှင်လက်ကိုဒီလိုမျိုးတဲလိုက်ပြီးပြန်ညှက်လိုက်အဲ့လိုဆိုရโอเคတော့မေကောင်းရှုပ်မှပြန်ပြကြည့်လိုက်မယ်နော်ကောင်းရှုပ်ပြီးပေါ့နော်ချာမို့ကြည့်လိုက်မယ်โอเคချာမို့ပြီးပါโอเคဒီနေ့ကအကုန်လုံးပြီးပါပြီကဲမင်းကတကယ်စီးမဲ့ဆိုလို့ရှိရင်ဒီစပင်းလေးကိုဆွဲချလိုက်ဒီလိုမျိုးပေါ့ရှေ့ကနေတူပြီးတော့ဒါလေးရှေ့သွားတဲ့ပုံစံမျိုးပေါ့နော်ဒါလည်းတူတူပဲ